အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Moment State ပါဒီမှာကျွန်တော်ဒီ mission ကိုကျွန်တော်ဆက်လုပ်ပါကြပါခင်ဗျာဒီကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီထက် treasure ဒီမှာရှိကျွန်တော်ဒီဘုံဘွားရှိမှာဆိုခင်ဗျာဒီမှာရှိရေဘုံမိုးပြတာမျိုးကတော့ music disc အဲ့ဒါပါခင်ဗျာ okay ကျွန်တော်ဒီဆက်လိုက်ကြပါခင်ဗျာကျွန်တော်လေကိုပြင်းဖို့ရတော့ကျွန်တော်မီဒီတက်မှာမီဒီနောက်ထပ်တက်ဖို့ဆိုလို့ရှိရင်တော့ငါးဖမ်းရမှာရငါးဖမ်း Okay. Oh my god, bro. Hell no, man. What the fuck, man? Get your ass on, boy. My head got down. Media လို့ရှင်တော့နောက်ထပ်ဖြီးဆက်ထွက်လို့ရတယ်။ကြောက်ကျွန်တော်မီဒီယာအောင်ဆိုလို့ရတယ်။ Okay. ကြောင်ရေးရချပါမယ်။ Okay. တော့ထိုင်ရတယ်။တော့မိုးကြတော့မှနေနေရတော့ကျွန်တော်အားရတယ်။အဲ့ကျွန်တော်အပတ်ကိုသွားနေတော့ဒီဘက်ထဲမှာဟိုပစ္စည်းလေးရေတော့ထားတာအဲ့ဒါမှဘူးလို့ရေးဒီဘက်ဟေးအောက်မှာကျွန်တော်အေးတော့တေးကြီးဟိုမှာကျွန်တော်တွေ့ရတယ်โอเคရေတော့ဒီမှာကျွန်တော်ဟိုဒီရေးထားလိုက်ပါမယ်ကျွန်တော်များတော့မိလာငါးလေးရှောင်းလိုက်ပါဦးခင်ဗျာကျွန်တော်လေးရပြင်းမို့လိုလားဟဲ့လေးလေးရုံနဲ့ကျွန်တော်မီဒီယာ180ဗျာစီးရဲ့ share ကြီးอ่ะနှစ်ဆကြီးပဲအဲ့တော့ကျွန်တော်ငါးလေးရေတော့လိုက်ပါဦးခင်ဗျာဟိုတော့ခဏကြက်ရရတယ်ဒီဘောလေးကြီးပါလေရှိတော့ကွာအေးရဒီကနှစ်ဆတော့ကျွန်တော်ကြောင်းမဲ့လို့9ကျွန်တော်ဝယ်တော့90နဲ့ဝယ်ရ9ရ180ဒီ share ကြီးอ่ะတော့နားလိုက်တော့နားရတော့တကယ်တော့နားရရတယ်။ရာတွေတိုင်းထားတယ်။โอเค။ဒီကတိုင်းထားတယ်။ကျွန်တော်အဝိတ်တင်လို့ရတယ်ကျွန်တော်လေ။ရှေ့ရမှာတင်းရမှာမဟုတ်ဘူးကွာ။ဟိုဒီမှာကျွန်တော်ဒီရဝယ်ပြီးလို့ရှိရင်ကျွန်တော်လေကိုတော့ထပ်တင်နဲ့ထပ် space ထပ်ချဲလို့ရတယ်။ဒီမှာမဟုတ်သေးဘူး။အော်ဒီမှာโอเคကျွန်တော်ဗာတင်ကောင်းလို့ဆိုအင်ဂျင်တင်လိုက်မယ်အင်ဂျင်တင်ဖို့ဆိုရင်အများကြီးကျွန်တော်3ခုပဲရှိရဆိုတော့ကျွန်တော်လည်းမတော့ဒီမဲ့ဒီရတင်လိုက်မယ်ကျွန်တော်5များရโอเคပြီးသွားပြီကွာโอเคကျွန်တော်နောက်တစ်ခုโอเคဟောဒါငါးတွေဖမ်းလို့ရနေတယ်5များကြီးတွေတိုးသွားပြီOkay ဆိုတော့လည်းအင်ဂျင်နဲ့ကျွန်တော်ပွင့်ပြီးပါအင်ဂျင်သစ်မိုင်းရOkay ကျွန်တော်အိတ်လိုက်တော့မယ်ညနည်းနည်းလေးမိုးချုံနေရောည Okay ကျွန်တော် let's go နားလေးဒီနေ့ခါကျတော့ဒီလေးရင်ရှိုးရအောင်ချက်ကိုတော့နောက်ကနေပတ်နေဆိုတော့ရန်နေဝင်နေတယ်တော့တောက်ချောက်ကြီးနောင်ကြီးကနေပတ်တယ်ညနေရတယ်ကျွန်တော်ထင်ပိတ်ထားမယ်အဲ့လည်းရတယ်မိုင်းခွဲပြီးသွားမယ်နေဖြစ်တော့အဲ့လိုโอเคကျွန်တော်တို့နောက်ကနေလေးရပင့်ပေးရတယ်လေးပင့်ပေးရတယ်ဟိုဒီဘက်ကနေတော့ဒီနေ့ရာသီဥတုလေးကမိုးရွာလေးနေဟိုမိုးရွာမိုးရေlet's go ဟိုကျဲရိုက်ဖိုင်းနေလဲကျွန်တော်ဆင်ကုန်အောင်မယ်ဗျာတောက်ရအချိန်ရာဦးโอ้ยไฮไลท์ဒီဝနဲ့ချက်โอเคဆက်ပါမယ်ဒီနေ့မှာကျွန်တော်ဒီပစ္စည်းရောအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ mission ကဒီထဲဝင်မှုရရှေ့ရလမ်းကြားလေးရဒီကြားလားမသိဘူး sir bro ဒီကြားဒီလာကြားနေကျွန်တော်တို့
ဒီလာကြောင်းကိုဒီလာကြပိတ်တာတော့ဝင်ကြည့်အောင်ကိုကျွန်တော်တွေစုံသားပါရမယ်စုံသားအခုလည်းကျွန်တော်တွေ last check point ဟိုကနေစုံရအောင်ရှင်းတော့ရေးကွာဒါမှမဟုတ်တော့ဘူးโอ้ရေးရတယ်ဘာဒီဝါရဟိုဝေးဒီဝါရတော့ဗာနာမည်တော့ဒီလိုရှောက်ပြီးနေတယ် yes ရောက်တယ်ကွာဒီလိုကြီးတော့ဒီဝင်ရပေါ်နေတယ် oh my god ရောက်ပြီကျွန်တော်ဒါလည်းမရအဲ့ဒီပြေးလို့ပါတော့နေမှာ okay ရတယ် all our family cast အဲ့ဒါ music is more ကျွန်တော်mission cyber card ဒီကဟိုလူကြီးကရေပုံကြည့်လိုက်မယ်။ရရင်ဒီဟာကိုရိုးလာ။ Okay အဲ့ဒါကျွန်တော်ဘယ်တော့ကျမှမလို့ဒီမြန်သွားမယ်။ဟိုဒီရုံမြန်သွား။ဆိုတော့ကျွန်တော်ဒီပြန်ပတ်ထားတယ်။ဟိုရနေပဲထားလိုက်ပါ။ဒီနားရီယာပစ္စည်းလေးနားရီယာဟာလေးများ။ Okay မထုတယ်ကျွန်တော်အိမ်မြန်ရတော့မှာဆိုပစ္စည်းလေးကိုရှာလက်ပြီးပါပြီ။တော့မနေ့ကလာငားလဲကိုက်ခံရတယ်ဗျာငားလဲအကိုက်ခံရတယ်ပြီးတော့ဘာပစ္စည်းမှလည်းရှာမပြီးတညအချိန်ကိုရတယ်ဖတ်တယ်ဗျာဆိုတော့ကျွန်တော်ဒီနေ့တော့ညောင်းလုပ်မယ်ညောင်းလုပ်ပြီးချိန်တော့လေကိုအဝိတ်တင်မယ် let's go ဟာရကောင်းလိုက်တယ်နောက်ခုကျွန်တော်မတီးရီရဲ့မေးအောင်တော့ဟိုလေးစပတ်မှလည်းလေးဒီနောက်စပတ်မှလည်းအာနိုးစမ်းတော့ဗျာဒုက္ခပဲလို့ကြောက်ထားခဲ့အောင်စီအားရမိုးချုပ်သွားတယ်ဒုက္ခပဲအားရကြီးရဲ့မိုးချုပ်ဒါငါးရကြောက်တယ်ငါးရည်မိုးရတော့โอเคတော့လာခဲ့တယ်အဲ့ဒါဒီကျင်မောင်းတိုင်းဘယ်မှာတေးအားမယ်ခုမိပြလိုက်ကကျွန်တော်တို့ရဲ့တနေရောပေါ့နေရောဟိုနေโอเคဟိုဒီကနေပဲတော့ဒီလက်ကြားလေးရတယ်ဒီလက်ကြားရသွားဖိုတိုကောက်ကလို့ဒီဘိန်းနဲ့တွေ့ဘာလို့ညောင်းอ่ะဟိုမေးပြီးတော့ကြောက်တယ်နော်မြန်မောင်းလို့လည်းမရဘူးဗျာမြန်မောင်းမှကနေတိုက်ဘူးလို့ဟေးお前はもう死んでいる。何？ โอเคเอามาဒီကကြောက်ပြီးတော့ဒီကရောက်ပြီကန်ရโอเคရောင်ကြီးကန်ကောင်းလို့တစ်ချက်ထီသွားပြီအာဒါမဲ့ကဟိုနှစ်ခါထီရဗျဒါမဲ့နှစ်ခါထီရဗျအကောင်ကြီးတစ်ခါကိုင်းဟာကန်ကောင်းလို့ရကန်ကောင်းလို့အေးအမေရေးရတယ်တော်ဆိုရကျွန်တော်အဲ့ဒါတော့ပေးရမယ်တော့ခုကဒါလေး story တက်ထည့်တာပါဗျာKD ဆိုရင်လည်းဘာဆက်လုပ်ရမလဲဆိုတော့လေရင်ပြင်းမှရမယ်ဗျလေပြင်းဖို့ဆိုလို့ရှိရင်ကျွန်တော်ပတ်စံအခုပဲပြင်လို့ရမှာโอเคဖြစ်ကြအောင်โอเคရလည်းပြင်ထားမယ်ဗျကျွန်တော်လည်းခုညားကြီးလိုက်တော့မယ်ညကြမှာစောစောရှိပြီးတော့ပြင်โอเคရရောဒီလေးလည်းကြည့်အောင်တော့ကောလို့ကျွန်တော်လေးလဲကန်းကနေလည်းခွာလိုက်တော့တစ်ခါလေးပုံမေးပြီးနဲ့တိုးပြီးတန်းရှော့တာပဲโอเคအဲ့တော့ဒီမှာပြအဲ့ဒီမင်းကလည်းငါကလိုက်အောင်တော့ရောက်သွားမှာတော့ let's go ရှင်ပြီးမဆိုင်ရဝေးလေးကိုကြီး Baba Boy ဟာဒါမိတ်ကြီးရလေးကိုရုံမှာဟာဒုက္ခမပြီးဘူးလေကွာလေးကိုကြီးလာလို့လည်းဝင်တော့မိုက်တယ်โอเคအဲ့ဒီမှာမဟုတ်ဘူးဟုတ်တယ် bro ဒီရပဲโอเคပါဘာပြောနေလဲတော့ပြောနေမှမသိဘူးပြကြော်လိုက်တော့မယ်သူဟာနောက်ထပ် mission တစ်ခုထပ်ရတယ်ပေါက်ကွဲမှုကမင်းပေါက်ကွဲမှုတစ်ခုဖြစ်သွားနေပြီဗျ
South East ဘက်မှာ South East တောင်ရှေ့တောင်ဘက်မှာပြောရှေ့တောင်ဘက်မှာပေါက်ကွဲမှုလေးဖြစ်တယ်အဲ့ဒါကျွန်တော်လိုက်ကြည့်အောင်မယ်ဟင်းဒီမှာဖောက်ခွဲရမှာမင်းနဲ့ဗျာနော်ဒီโอเคကျွန်တော်ဖောက်ခွဲဖို့တော့ကျွန်တော်မသိမရှိဘူးဗျာဒုက္ခโอเคโอเคခဏလေးရကျွန်တော်တော့ကြည့်လာအောင်ကျွန်တော်ဒိုင်းနမိုက်တွေပါနဲ့ကျွန်တော်စီမရောက်သေးဘူးဗျဒိုင်းနမိုက်တွေ့တယ်ကျွန်တော်ညီဘာမှမရဘူးကျွန်တော်မစီအဲ့ဒါကိုကျွန်တော်ဘယ်လိုတော့လုပ်ပြရမှာတော့ပြင်ကျွန်တော်ရလည်းပြတ်တော့မယ်ဒီနေ့အောင်ငါးများလိုက်အောင်ရတယ်ဘုံလေးကြောင်မှာပဲသူပြောတဲ့ဘုံလိုက်ခွဲရတယ်ဒီနေ့ကျွန်တော်ကျွန်တော် item တွေ find အောင်ဟိုဒါဟိုငါပြီးစီဟောငါပြီးစီမဟုတ်ပါကြီးရွယ်ဟိုကြီးတော့ကဒီကောင်မြိုင်းနဲ့တေးလို့ဖြစ်သွားတယ်ရိုက်တော့တမညာမညာနောက်ထပ်ငါပြောင်းပြန်ဒီငါလေးရပြီးစီဒီငါလေးဖမ်းလို့ဟုတ်တယ်ဒီငါလေးโอเคဟုတ်ကဲ့ဒီငါလေးကောင်းတယ်โอเคนะคะနေนะคะน่าจะมีดีโอเคเอาละครับဒီနေ့နဲ့ဖမ်းလို့ရတယ်ဒါကတော့ဖမ်းလာတယ်โอเคဒါပဲဒီတော့ပြန်ရောက်အောင်ပြန်လို့ရတယ်ငါးတွေကလက်ဆက်ပဲနေပါလားလက်ဆက်ရောက်မှပတ်သက်ပို့ရတယ်ဒီဆွဲဒီဆွဲကန်ကတာနော်ရှုပ်လို့ရပါဒီဆွဲပြီးကန်ကတာငါးတွေရောက်ပြီလက်ဆက်တယ်82ချက်အောင်ရ fine သွားပြီဒါဆိုလေးရေးသေးညင်နေရလေးရပြင်းမှလည်းမြင်တဲ့အားလေးရနင်းနေလေးလို့ဘယ်လိုရုပ်မလို့ဖြစ်ဒီဆိုကျွန်တော်ငါးလေးနောက်ထပ်ဖမ်းလိုက်ပါဦးခင်ဗျာကျွန်တော်မှမလွဲပြီးထားရတာဟိုလိုstorage ကျွန်တော်ဒါမှမဟုတ် fishing နဲ့ခေထားရအောင်ကျွန်တော်တို့ငါးပဲထမရအောင်ဒီနားမှာကျွန်တော်ငါးနေဝင်ကျွန်တော်ဒီဘက်မှာပစ္စည်းတွေ့ရတယ်အပစ္စည်းတွေတော့ဖမ်းလိုက်ပါကျွန်တော်ငါးရေးရှိငါးလေးရေးထားတယ်အိုးရှင်းတိုက်ပဲဟောမလို့ငါးတာဘူးငါးဘူးငါတလောက်လို့မီဝီyo oke dalam con một chỗ đồng nhà vậy yo ông phải mình mày ra rồi nhiều kiểu gì cái này mày ha good job nó đã có thế đâu chịu bro come on thật là miếng gì đâu mà nó đai gì đâu mà ok đi bia mày không gì mà đây bia tùy cái gì gì cái con gì rồi thôi ok giao cắn cái cái con này ngã đi lại ông rồi nha ai lý con nào sẽ để cho ra con nó thì bà lâu quá mà này thì nó quay ra đi thì không em mà đi fishing nó gặp được lâu đồng mình chưa bây giờ lý full speed đồng thì bây giờ chỉ chạy đi đâu vậy như vậy lâu là cho nó quay cho nó cố này này thì cố này là tiền thì có anh đi ra chỉ đi thay rồi rồi nghe rồi ấy là không đấy số tham thì đấy ngã này khác cái gì đấy rồi ai đang đo phần ai được để nó mà nó không ai đang đi bia gì rồi ngã đi thằng này mà ai đang pha mà chẳng ai đang pha bên này bán mà được luôn
Okay ဟုတ်နောက်တော့ထပ်ဖမ်းမယ်ငါးရရတဲ့လောက်ကဖမ်းမယ်ရှုပ်လို့လေးကောင်ရရင်ငါးလေးကောင်ရရင်ပြန်အောင်လိုက်ပါမယ်80ရရင်ပြန်အောင်လိုက်ရောဒီနောက်လေးမှလဲနေဒုက္ခကျွန်တော်တို့လေးပေတော်တော်မြင်တယ်ဟုတ်တာမြင်လို့ပြီးတော့ဝင်တိုက်ရင်โอเคလာโอเคအားရအောင်မလို့နှစ်ဆက်လေးโอเคတော့ဒီဟွာတော့လိုရဘာဝယ်ရမလဲဆိုတော့ဟွာဝယ်ရမယ်နည်းပါပိုအောင်တဲ့ item တွေလည်းနေရမယ်တော့ဒီရမရှင်ပြီးရင်တော့mission ထပ်လိုက်ပြီးတော့ဟိုဘက်တော့ကျွန်တော်ပြောတာဒီပဲပါဆိုတော့အဲ့ဒီဘက်နာတော့အဲ့ဘက်မှာလည်းကျွန်တော်ရှားနေနေတာရှိတယ်အဲ့ဒါကိုရှားနေတယ် Ocean Dive ကကျွန်တော်ရှိတယ်ကျွန်တော်အဲ့ဒီ Ocean Dive ဆိုတဲ့ခန်းနဲ့အများကြီးရှိတယ်အဲ့ဒါကိုပြင်အဲ့နဲ့ညနေရောအနေနဲ့များတယ်အဲ့ကြာနေတယ်ဒီတစ်ခုထည့်ရပြီခုရပါပြီကိုတယ်ခု9ရက်တူမလာရင်အတန်ပေးသေးရတယ်လို့ကျွန်တော်တိတ်သတိမထားမိခုနကလည်းကျွန်တော် online ကြားလို့ဆို share ပေးရနောက်မှငါအဲ့ဝင်ခွေသွားကျွန်တော်လေးမှဝင်တိုက်တာနောင်လာခေရကျွန်တော်ကြီးတသားရတယ်ရှင်းနာနေအောင်ဗာရောင်းမလို့ရှင်းနာမောင်းမယ်ဗျာကျွန်တော်တရေရှိတယ်ဒါလည်းတသားရအောင်မဟုတ်အချီလုံးโอเคအချီလုံးဘာကလည်းမြင်တယ်တော့တွေ့ရမြင်တယ်โอเคဒီမှာနှလုံးထားလို့ရတယ်โอเคကျွန်တော်ဖြည်းလောက်ပါမယ်ဆိုတော့โอเคရတော့ပြောင်းရှင်ကဂီယာလေးလည်းပေးပါကွာဂီယာလေးပေးပါအောင်လို့โอเคဂီယာလေးပေးပြောတော့အေးကျွန်တော်ကောင်ချင်းဘောင်းမြမူးနေအမမင်းအောင်ဝေးတော့ခါတက်ပဲတော့နိုင်နေဒီဝတ်စတိရအိုးမတဲရီဟိုမရဘူးအဲ့လိုမရဘူးတော့မှစပေးမလို့ပြန်တော့မယ်ငါးအိနဲ့ပဲတွေ့ရင်ကြော်လုံးတွေပေါ်မလာတော့ဆိုမိုးလင်းနေတယ်ထောင်းနိုင်အောင်ထိုးမှရေးသွားသားရေးတော့ခါပဲကျော်ဒီပစ္စည်းထားလို့ရှိရင်ငါးထက်များပါညာမိုးလို့ငါးထက်များပြီးအိမ်မှာရမိုးလို့ရှင်တော့ရေးဟောဖြစ်တော့ကျွန်တော်ကောင်ဒီအောင်ဆောင်ရရှိစကွင်းရောက်ဝါနာခုတဘူဝါကွာကျွန်တော်တစ်ခါလို့ဘူးအဲ့အတိုင်းကိုပတ်နေတာဟုတ်ကဲ့ကျောင်းရ9000ပေါင်ရတယ် storage ထဲထည့်မှာကျောင်းမှာရှိရတယ်ဆိုကဲโอเคโอ้ကျွန်တော်ကဘာသာနေရာကျော်ဝါရဆိုတော့နေရာကျော်ဝါဆိုကျွန်တော်မှာဒီLisa Patch လို့ခေါ်ရဒီဂီယာပစ္စည်းလေးโอเคဆိုတော့ကျွန်တော်Lisa Patch ဒီနဲ့ကျွန်တော်ဘာထပ်မြင်လို့ရအောင်ကြည့်လိုက်အောင်โอเคအိုးကျွန်တော်ဒီဟာရအောင်ယူရမယ်ဗျအိုးဒီငါးများချိတ်ကဟိုအောင်သုံးလို့ရတယ်ဟိုအမေသူ space ကြီးကကြီးပဲโอเคထားရတော့ကျွန်တော် engine သစ်ထပ်ဖွင့်မှရမယ်ဒီ engine ကလည်း space ကြီးကများကြီးတော့ခါโอเคကျွန်တော်
ဘာမှတော့ Time Craft သေးရကောင်းပြီဗျတော်တော်ရှုပ်တယ်ဒီမှာဆိုတော့ကျွန်တော်ဘာထက်လောက်ရမလဲဆိုတော့ငါးများချိတ်တော့မွဲတော့မယ်မီးသီးထက်ဝင်ကောင်းမယ်မီးသီးဆိုဝယ်လိုက်တော့မယ်ပြောနေကြချက်ချင်းတက်ပြီးတော့ရောသူကတနာကြီးကြာတနာအိုးဒီမှာပြကျွန်တော် squad လေး resource batch လေးရအောင်နေတော့ဟုတ်ဟေးနော်ရီတော့တဲ့ဘာဆက်ရမလဲဆိုတော့ဒီကောင်ကဒီကောင်က35ကီလိုမီတာရှိရဗျတနာကြီးကျွန်တော်မှအားလုံးပေါင်းရင်56ကီလိုမီတာသွားရတယ်ကျွန်တော်အချိန်ဆိုတော့ကျွန်တော်ဒီကောင်းနေရမှာကျွန်တော်ဒီကောင်စားထိုးတက်လို့လည်းရတယ်ဒါပေမဲ့ဒီကောင်လေးလည်းကောင်းပါတယ်14 speed 14ရှိတော့15ဆိုရင်တစ်ပဲပေါ့အဲ့ဒီစားဒီကောင်တက်မယ်ဆိုရင်စိုးတော့မစိုးဘူးဗျ okay anyway ထားရတော့ okay ကျွန်တော်တွေဘာလုပ်မလဲဆိုတော့ဘာမှမလုပ်နေတော့ဆိုတော့ဒါလည်းလုံးလုံးမရဘူးဟုတ်ရင်တော့ဘာမှမဝယ်ရကောင်းပါရဲ့ကျွန်တော်ဒီရင်တော့ဒီကို upgrade တင်ဖို့ပဲလုပ်ရမှာကျွန်တော်လုံးလုံးတော့ဒီမှာ upgrade တင်ဖို့တော့ကျွန်တော်ပစ္စည်းရှိပြီကျွန်တော်ဝယ်ရမှာဆိုလို့ဝယ်ရမှာပဲတစ်ခုပဲရှိတယ်ဝယ်ကြတစ်ခုပဲရှိတယ်Okay ဆိုတော့ကျွန်တော်လောက်ရမှာပတ်စံနဲ့ရှာပြီးတော့ဒီလိုမျိုးကျွန်တော်ဒီ ship ပြမှာချောင်းနေရဲ့ဒီလိုပြကျွန်တော်ဒီရဖက်လေးဒီရပြားလေးဝယ်မှာဗျအဲ့ဒီပြားသူက900ကိုပေးရတယ်ကျွန်တော်မှာ22ချက်ရှိရတော့ကျွန်တော်နည်းနည်းထပ်ပတ်စံရှာမှာပတ်စံရှာမယ်ပြီးတော့ကျွန်တော်တစ်သားလေးနည်းနည်းရှာမယ်တစ်သား Okay ရပြီတစ်သားနည်းနည်းရှာသွားလိုက်မယ်ဗျခုနကျွန်တော်ဒီဘက်မှာတွေးခဲ့တယ်တစ်သားရရှာရောလေကျွန်တော်ဒီဘက်မှာ9လများတော့သေကျွန်တော်နည်းနည်းကြည့်လိုက်မယ် Don't you notice how I get quiet when there's no one else around? Me and you and awkward silence. Don't you dare look at me that way. I don't need reminders of how you don't feel the same. Oh, the burning pain. Listening to your heart pump out some new song. She's so perfect, blah blah blah. Oh, how I wish you'll wake up one day. Run to me, confess you're yet. At least just let me say that when I talk to you, oh Cupid walks right through and shoots an arrow through my heart. And I sound like a loon, but don't you feel it to confess I love you from the start. What's a girl to do? Lying on my bed, staring into the blue. Unrequited, terrifying love is driving me a bit insane. Have to get this off my chest. I'm telling you today that when I talk to you, Cupid walks right through and shoots an arrow through my heart. And I sound like a loon, but don't you feel it to confess I love you from the start. Confess I love you, just thinking I know I've loved you from the start.
a clue. Don't forget to kiss me. ။ Okay ဆိုတော့ကျွန်တော်ဒီနေ့တော့ဒီလောက်ပဲဆော့နေတယ်။ဟုတ်ပြီ။အဲ့ဒါဆိုကျွန်တော်ပတ်စံရှားမှာ900အောင်ရှာတော့။သူကကျွန်တော်အိုင်နာလေးဝယ်ဖို့ကျွန်တော်တော်တော်ထူအောင်လဲ။အခုမှကျွန်တော်ဒီတန်များလေးဝယ်ဖို့ကျွန်တော်ထူအောင်။ဒီflame မှာတယ်ဆိုရဲကျွန်တော်ဒီတန်များလေးဝယ်ဖို့ကျွန်တော်ဆူအောင်ပါဗျာ။ကျွန်တော်ဒီတန်များလေးဝယ်ပြီးုံနဲ့မပြီးသေးပါဘူးညာ။အဲ့တန်များဝယ်ပြီးလို့ရှိရင်ကျွန်တော် floating duck မှာဒါ new hair ဆိုတဲ့ဒီကောင်လေးစောက်ဖို့လို့ရှိရင်တော့မတီးရပြင်တော့900တော့လိုရဗျာ။ပတ်စံ900ဒေါ်လာ900လိုရဗျာ။အဲကြောင့်ကျွန်တော်ဒီနေ့ရောဒီတော့ပါပဲ။နောက်နေ့မှာကျွန်တော်ဒီအဲ့ဒီ upgrade ကိုပြီးလို့ရှိရင်ကျွန်တော်ဒီဘာဆက်လုံးမယ်ဆိုတော့နောက်ထပ်နေမြေသစ်တွေကိုစုံသားမယ်။အားရတဲ့ဒီဖမ်းမယ်။ညပိုင်းမှာကျွန်တော်ဒီလှုပ်ရှားမယ်ဖြစ်ပါတယ်။ကျွန်တော်ဒီညငယ်ကလေးလှုပ်ပါပါတယ်။ညငယ်ဆိုတော့ကျွန်တော်ဒီညငယ်မဟုတ်ပေးလိုက်တယ်မြပေးလိုက်တယ်မြလုပ်မယ်။ညမှာပေးလိုက်တယ်မြလုပ်ပြီးတော့ကျွန်တော်ရေးလိုက်ပြီးတော့ငါးရေးလိုက်ဖမ်းမယ်။ညပိုင်းမှာဆက်လက်ပေးနေတယ်ပေါ့နော်။ကျွန်တော်ဒီနေ့မြလောက်ပါပါတယ်။ကဲဒီနေ့တော့ကျွန်တော်ကျွန်တော်subscribe လေးလုပ်ဖို့မမေးနဲ့ဟောတော့ရေးကြီးတော်ရေးကြီးနေတော့တို့ရလိုက်ရ subscribe ကကျွန်တော်တော့အားရှိအောင်တော့ကျွန်တော် video ဆက်လုပ်ဖို့လည်းအားရှိရဲကျွန်တော်အရင် mistake channel ရောလည်းပဲကျွန်တော် subscribe လေး like လေးလုပ်ပေးရကျွန်တော်တော်အားဖြစ်ပါတယ်ပြီးတော့ရှင် comment မှာလည်းကျွန်တော်ကျွန်တော်ရဲ့ video ကဘာလိုအပ်တယ်ကျွန်တော်ရဲ့အတန်အနေထားဘာညာအဆင်မပြေရလေးရှင်ကျွန်တော်ပြောလို့ရပါခင်ဗျာโอเคဒီနေ့တော့ဒီလောက်ပါပဲအားလုံး see you